စယောင်လူရွယ်လွန်ခဲ့သောပြန်လာလေမလားမိဘနှစ်ပါးရဲ့တီမြေတာဘာမှမသိခင်ငယ်စဉ်ကလေးကချစ်မဝခဲ့ပါလူမမဲအရွယ်ကလေးမှမြတ်တာတွေနဲ့ဝန်းရံလို့သာဒီညာလေးဆုံးအရွယ်လေးရောက်လာကိုလန်းကိုရောက်မိဘနှစ်ပါးမှငယ်နေတာရင်တွင်မျက်ရည်သာသားသမီးများတွေ့မမြင်အောင်ကြနေကြစယောင်လူရွယ်လွန်ခဲ့သောပြန်လာလေမလားမိဘနှစ်ပါးရဲ့တီမြေတာဘာမှမသိခင်ငယ်စဉ်ကလေးကချစ်မဝခဲ့ပါလူမမဲအရွယ်ကလေးမှမြတ်တာတွေနဲ့ဝန်းရံလို့သာဒီညာလေးဆုံးအရွယ်လေးရောက်လာကိုလန်းကိုရောက်မိဘနှစ်ပါးမှငယ်နေတာရင်တွင်မျက်ရည်သာသားသမီးများတွေ့မမြင်အောင်ကြနေကြဒီအိမ်အိုလေးတွေမှာအဖေမေနှစ်ယောက်တည်းရှိတာတခါတလေတော့လေဖုန်းခေါ်ပါမျက်နှာမမြင်ရတမဲချလေဖေတို့ဝမ်းသာချစ်စရာပြုံးလီများကိုမြင်အောင်နေတာပီတိပြလုံးဝမ်းသာ၍မဆုံးပါဒီချိန်ဒီအခါမိဘနှစ်ပါးမှတကယ်ဝေဒနာစရာအဖို့ပဲနှစ်ယောက်တည်းမို့ပါသားသမီးများကိုမျှော်နေကြရှောမပြောနိုင်မမိဘနှစ်ပါးမှာရင်မပူမီတောက်လုံးငါ